2024-2025ရောက်လာတော့စစ်ကောင်စီကပေါ်တာဆွဲတော့လူရင်ရထိုင်တင်တဲ့လောက်ရတယ်ခုနပြောသူ့မှာဒနာအင်အားရှိတယ်ရှိတော့သူကကျွန်တော်တို့တိုက်စစ်စင်နေတာကနေစပြီးတော့မှတချို့ကိုကျိုးစီးပွားပဲကြီးတဲ့ဒီတိုင်းသားလက်နက်ကိုင်တချို့ကြောင့်လည်းပါတာပေါ့ဗျာနော်အဲ့တော့စကားကျွန်တော်တို့ပုံမှာတံပြန်ထိုးစစ်ဆင်သွားတယ်ဆင်သွားတဲ့ပုံမှာကျွန်တော်တို့ကဘာလုပ်နိုင်တာလဲဆိုရင်ကျွန်တော်တို့လုပ်နိုင်တာကတော့ခံစစ်ဆင်ပြီးတော့မှရန်သူရဲ့ဒနာအင်အားနဲ့လူအင်အားကိုဖြုံးတီးဖို့ပဲအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဒီခံစစ်ဆင်ပြီးတော့ရန်သူရဲ့ဒီဒနာအင်အားနဲ့လူအင်အားကိုဖြုံးတီးနေတဲ့အချိန်မှာကျွန်တော်တို့မှာမရအောင်ပွဲရလို့မရှိတော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီလက်ကျန်စခန်းလေးတွေကျွန်တော်တို့လိုက်သိမ်းတယ်ရှင်းပြောရင်ကျွန်တော်တို့တပ်ဖွဲ့နဲ့ဒီ32 viewer ပေါ့နော်ကျစစ်ဆိုကြတဲ့32 viewer ဆိုရင်လည်းဒါ2025အထိစခန်းသိမ်းနေမြေသိမ်းအောင်ပွဲတွေတောက်လျှောက်ရနေတဲ့တက်တွေဖြစ်တယ်ပေါ့အဲ့တော့ပြောပြချင်တာကဒီ2025နဲ့2026ကြားထဲမှာတော့ကျွန်တော်တို့အခန်းစစ်ဆင်ပြီးတော့မှရန်သူရဲ့ဒနာအင်အားလူအင်အားကိုဖြုံးတီးနေတဲ့ကာလဖြစ်တဲ့ကြောင့်ကျွန်တော်တို့သိမ်းပိုက်ရရှိတဲ့စခန်းကျွန်တော်တို့တပ်ဖွဲ့နေမဟုတ်ဘယ် PDF ဒီမှာမှသိမ်းပိုက်ရရှိမှုကိုမပြနိုင်ဘူးအဲ့တော့ပြောချင်တာကကျွန်တော်တို့သိမ်းပိုက်ရရှိမှုကိုမပြနိုင်ဘူးဆိုတာကရန်သူကလူအင်အားလက်နက်အင်အားရရှိတဲ့အပေါ်မှာကျွန်တော်တို့ကခံစစ်ဆင်ပြီးတော့မှရန်သူရဲ့လူအင်အားလက်နက်အင်အားကိုဖြုံးတီးနေရတဲ့ကာလဖြစ်တယ်အဲ့တော့ကျွန်တော်တို့မှာစခန်းသိမ်းအောင်ပွဲတွေမပြနိုင်တော့လူတို့ကခုနပြောသလိုပေါ့ entertainment အတွေးခေါ်က entertainment အဆင့်မှာပဲရှိနေတော့သူတို့တစ်ဖက်လူကိုနိုင်ကျင်တဲ့အတွက်ကြောင့်မို့စကလုံးအသာရကျင်တဲ့အတွက်ကြောင့်မို့စကလုံးအသာပြောပြီးတော့မှစိတ်အာသာဖြေရမယ်သဘောတရားမရှိလာတော့တော်လန်ရေးကပဲဟိုဖွဲ့ရပဲထမင်းညာစားနေတယ်လို့ဒီဖွဲ့ရပဲထမင်းညာစားနေတယ်လို့တချို့အားချောင်လာကြတယ်အဲဒီစကားရဲ့ propaganda အောက်မှာကြာရှုံးလာကြတယ်ပေါ့နော်ဒီကာလဒီကျွန်တော်တို့ခံစစ်ဆင်ပြီးတော့မှရန်သူရဲ့ဒနာအင်အားဖြစ်တဲ့လူအင်အားလက်နက်အင်အားကိုချွေနေတာဖြစ်တဲ့အတွက်ကြောင့်မို့အရင်လိုတော့စကန်သိန်းအောင်ပွဲတွေမြန်ဆိုင်မရှိနိုင်ဘူးပေါ့နော်တနိုင်ငံလုံး PDF တွေရဲ့ကြုံတွေ့နေရတာပေါ့အဲ့တော့ကျွန်တော်ပြောရတဲ့တိုက်ပွဲအကြောင်းပဲကျွန်တော်ပြောမယ်ပေါ့နော်ကျွန်တော်ဒါကတော့ကျွန်တော်အနည်းဆုံးဥပမာလေးနဲ့ပြောတာမင်းလက်ပံပေါ့နော်ဒီစစ်ကောင်စီကဒီကျွန်တော်တို့သင်္ကန်းညီနောင်ကနေပြီးကျွန်တော်တို့ဒီ32အဖွဲ့တွေစုပ်ရပြီးတဲ့နောက်မှာကျွန်တော်တို့ဒါ၄ကိကောမှာခံစစ်ပြန်ဆင်ပြီးကျွန်တော်တို့တိုက်တာပေါ့နော်အဲ့တော့ခံစစ်ပြန်ဆင်ပြီးတော့မှတိုက်တဲ့အချိန်မှာအဲ့ဒီ၄ကိကောခံစစ်ကနေအခု4 လခွဲအတော်တွင်းဆိုလို့ရှိရင် area နဲ့တွက်ကြည့်မယ်ဆိုလို့ရှိရင်2 km 3 km area လောက်ကိုစစ်ကောင်စီကကျွန်တော်တို့အဖွဲ့တွေကိုတိုးပြီးတော့သူ့ရဲ့ရီမန်းချက်ကိုရောက်ဖို့အတွက်အ ਨੇ ဆုံးပါစာနဲ့စခအင်အားထောင်ကနန်းနီးပါးထိပေးဆက်ထားပြီအဲ့တော့ငွေကြေးနဲ့တက်မယ်ဆိုရင်တော့ဘယ်လောက်ထိဘီလီယံတွေအကျွေးတင်နေပြီလဲတော့မသိဘူးဒါပေမဲ့ကျွန်တော်တို့အနေနဲ့ပြန်ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ကတော့ရန်သူရှိကနေသိမ့်ပိုက်ရရှိသွားတယ်ဆိုတော့လက်နက်အတူအဆအနှဲငယ်ကလောက်ပြတာခွင့်ရတာကလွဲလို့ဒီနှစ်ပိုင်းမှာဘာမှပြီးခဲ့တဲ့2022-2024တုန်းကလို့သိမ့်ပိုက်ရရှိပစ္စည်းမရပြစရာမရှိဘူးဒါပေမဲ့မရပြစရာမရှိပေမဲ့စစ်ကောင်စီရဲ့ဒီပါစာနဲ့စကားအင်အားကိုထောင်ချီကျွန်တော်တို့ဖြုံးထားတယ်ကျွန်တော်တို့ဒီစကန်သိန်းတိုက်ပွဲမြို့သိန်းတိုက်ပွဲတွေမပြနိုင်ရခြင်းအကြောင်းရင်းကရန်သူကပါစာအင်အားရတယ်အဲ့တော့ဒီလူတို့လွတ်မြောက်ရေးကိုတကယ်ဖြစ်ချင်တယ်ဆိုတဲ့လူတွေကပေါ်တာရောခင်ဗျားတို့တကယ်ရှောင်လားနောက်တစ်ခုကကျတော့စစ်ကောင်စီကိုနော်နိုင်ငံခြားကနေပြီးတော့မှမဖြစ်မနေအခွန်ဆောင်နေရတယ်လို့တော်လိုင်းအင်အားစုတွေကိုခင်ဗျားတို့တကယ်ပဲအခွန်ဆောင်ရဲ့လားနော်အဲ့တော့တကယ်ပဲအခွန်ဆောင်ရဲ့လားခင်ဗျားတို့ကိုယ်တိုင်တကယ်ရောလှုပ်လားအဲ့တော့ပြောပြချင်တာနောက်တစ်ခုကကျတော့စစ်ကောင်စီကနော်ဒီတော်လန်ရေးကိုသေရုပ်ပြအောင်လို့ဒီဇိုင်းမတ်ပြောလာတာ9 နှစ်6 နှစ်ရှိပြီအဲ့တော့လွန်ခဲ့တဲ့73နှစ်ဆိုတဲ့ကလေးတွေကအခုချိန်မှာ18နှစ်19နှစ်ဖြစ်လာပြီအဲ့တော့18နှစ်19နှစ်ကိုမွေးဈေးဝါးနဲ့ကာမဆက်ဆံမှုကြားထဲမှာပေးပျော်ထားလိုက်တော့ကြောင့်မို့ဒီအခုအရွယ်ရောက်လာတဲ့ကလေးတွေကတော်လန်ရေးအနှစ်သာရကိုမသိဘဲနဲ့ဘလို့သွားဖြစ်လဲဆိုတော့ကျွန်တော်တို့6တန်း9တန်းတော့အရွယ်ကလေးတွေလို့သွားဖြစ်ကျွန်တော်တို့လည်း6တန်း9တန်းတော့အရွယ်တော့ကလည်းအဲ့လိုပဲဘာမှနားမလဲဘူးသိရမလားအဲ့ချိန်တော့88ကနေပြီးတော့မှတောခိုပြီးတော့ဒီ ABSD အကြောင်းသားတွေကဘယ်လောက်ထိဒီလူလူလွတ်မြောက်ရေးကိုလုံနေလဲဆိုတော့ကျွန်တော်နားမလဲဘူးကျွန်တော်တို့သိရ ABSD ကသဘုံပဲเนาะစစ်တပ်ကသူရဲကောင်းပဲနောက်တစ်ခုကကျတော့စစ်တပ်ကအကြောင်းအောင်လာလို့ချင်းမင်္ဂလာပါပပကြီးတို့ကျွန်တော်တို့နှုတ်ဆက်မယ်ကျွန်တော်တို့အိမ်ပြန်မယ်8 နာရီထိုးပါတယ်8 နာရီဆိုရင်ကျွန်တော်တို့ဒါမြောက်ဦး MRTV ကိုမြောက်ဦးသုံးဖို့ MRTV ကိုကျွန်တော်တို့ကြည့်မယ်ကျွန်တော်တို့ဒါပဲအဲ့တော့အခုခေတ်ကလေးတွေလည်းအဲ့လိုပဲမင်းတို့ VPN ခံပြီး Facebook သုံးနေရတယ်ဆိုတာကဒီ social media ရဲ့ကမ္ဘာ brain ပေါက်ကြီးကိုမင်းတို့ပိတ်ထားပြီးတော့မှမင်းတို့အမှောင်ထုထဲမှာထည့်ထားပြီးမင်းတို့ MRTV ဖုန်းနဲ့မြောက်ဦးခေတ်ပြန်ရောက်နေတာနော်ကျောင်းထဲကို
စစ်သားတွေလာလို့ချင်းစစ်ခွေးတွေလာလို့ချင်းမင်္ဂလာပါဘဘကြီးလို့နှုတ်ဆက်နော်မလူရီဂျုံပေးပွဲတွေပင်ခရာတီးအဲ့တော့မြောက်ကိုရီးယားဆက်ဆံနေခဲ့ရတဲ့သဘောတရားအတိုင်းကိုအခုခေတ်လူငယ်တွေနေရတော့ဒီကောင်းတွေမှာကိုပိုင်အတွေးခေါ်ကိုပိုင်နှုံးလိတ်ဆိုတာတော့မရှိဘူးပေါ့နော်